အားလုံးမင်္ဂလာပါမျိုးတွေတဲ့ကိုထိတ်တဲ့6ခါ3ဘိတ်တဲ့ဒီ3လုံးဒီ8လို့ဖြစ်ပြီတဲ့ဖြစ်တာနဲ့သူ့ရဲ့အပေါ်မှာဗရိတ်3အဲ့လိုဗရိတ်3လို့ကြာပြီဟာဒီ6ဗရိတ်ကလေးမှတ်ထားတယ်ဒီ6ဗရိတ်ကသူကဘယ်6ဗရိတ်ခေါ်ကုန်နော်6ဗရိတ်တစ်ပေါက်ခေါ်မှာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီ6နဲ့ဟုတ်ပြီနော်ဒီ6နဲ့ဒီ3နဲ့93လို့တရွဲဆော့မယ်ဟာဒီ83ဆိုတဲ့ပါဝါတရွဲဆော့မယ်နော်ဟုတ်ပါဘူးဒီဟုတ်တယ်ဒီ8နဲ့ဒီ3နဲ့ပေါ့ဗျာเนาะဒီ8ကဒီ3လေးရပေါ့เนาะဟုတ်ပြီเนาะအဲ့ဒါကိုကျွန်တော်တို့ကြည့်ကြမယ်ပေါ့အဲ့ဒါဆိုရင်အဲ့ဒီနှစ်မှာဒီ3လုံး8ရအပေါ်မှာ3.5ဆိုတဲ့ကဏ္ဍလေးဖြစ်တိုင်းကျွန်တော်တို့ကပြန်ကြသလားလို့ခေါ်ကြမယ်ပေါ့เนาะဒီကနေသွားလိုက်တာနဲ့နှစ်ကလေးပိတ်တဲ့နှစ်ကအကျဉ်းကြီးအကြိုက်ပဲเนาะနှစ်ကလေးပိတ်ပြီးတဲ့ပိတ်တာနဲ့ခုနတော့ကခေါ်ခဲ့တဲ့3.5ဆိုတဲ့ကဏ္ဍလေးနှစ်ပိတ်တဲ့နှစ်လေးမှာကြာသလား3.5လေးကြာတယ်ပေါ့ဗျာကြာတယ်ဆိုတော့ဒီမှာရှိခဲ့တာအပိတ်5ဒီမှာအပိတ်1ဒီမှာအပိတ်1အဆောင်3လုံးဒီခွန်နဲ့ဒီထွက်တဲ့အတွက်အပိတ်1ရတယ်နှစ်ကွဲလှည့်ထိုးမယ်တဲ့ဟုတ်ပြီနော်ဟလာ3.5နဲ့3.5နှစ်ကွဲလှည့်ထိုးမယ်တဲ့အဲ့ဒါဆိုရင်ခုနတော့ကခေါ်ခဲ့တဲ့ကဏ္ဍလေးကိုကြည့်မယ်နော်ဒီမှာရှိခဲ့တာ3ဒီမှာရှိခဲ့တာ93လေးဘလို့လှန်ထွက်ဟုတ်ပြီနော်အဲ့ဟာဒီဟာဒီ3ပရိတ်နဲ့ဒီ9ပရိတ်တဲ့နော်ဒီမှာ9ပရိတ်ကင်အောက်မှာ9ပရိတ်ရှာမယ်နော်ဟာဒီ3လေးနဲ့ဒီ9လေးနဲ့အခွနော်3ထိပ်နဲ့9ပိတ်နဲ့ခွသွားပြီ9ထိပ်လည်းဖြစ်ခြင်းဖြစ်မယ်3ထိပ်လည်းဖြစ်ခြင်းဖြစ်မယ်အခွလေးနော်အဲ့လိုခွတာနဲ့ဟာဒီ3ညနဲ့ဒီခွန်နဲ့ကိုနက်ခတ်လို့တစ်ခါခေါ်လိုက်လို့ရှိရင်ကနန်းလေးတစ်ပေါက်အပတ်တိုင်းထိုးလို့ရလို့ပြပေးတာဟုတ်ပြီနော်အပတ်တိုင်း93တွဲလေးနဲ့ဒီဘက်ကခါနဲ့ဒီဘက်ကခါလေးနက်ခတ်လို့ခေါ်ထိုးဟုတ်ပြီနော်အဲ့ဒါဆိုရင်ခုနတုန်းကစခဲ့တဲ့ဒီကအပတ်တိုင်းပြနေနော်3ညထိတ်နဲ့3ပိတ်3ထိတ်နဲ့3ညပိတ်ကိုဟာဒီ3လုံး8ပါလို့ထိုးလို့ရှိရင်ကနန်း2ကွက်ထိုးရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒုတိယကဆက်ကြည့်ကြမယ်နော်ဒီ3လုံးဒီ3ပါလို့ဖြစ်တာ ਨੇ ဟာလားဟုတ်ပါဘူးဒီ3လုံးဒီ8လို့ဖြစ်တာ ਨੇ သူ့တပင်2ပင်3ပင်မှာပရိတ်3လို့ဖြစ်တာ ਨੇ ပရိတ်93လေးကိုမှတ်ထားเนาะဒီ3လေးနဲ့ဒီ9လည်းမှတ်ထား136ဆိုတဲ့ကဏ္ဍလေးထွက်သလားမထွက်လို့ပြပေးနေเนาะဟုတ်ပြီเนาะအဲ့ဒါဆိုအဲ့ရနေပြီးသွားလိုက်နှစ်ပိတ်တဲ့ဟလားနှစ်ပိတ်ပြီးတဲ့အဲ့ဒါဆိုရင်ခုန136ထွက်ပြီးဒီမှာဒီ136ထွက်ပြီးအဲ့ဒါဘယ်136တုံးလို့ဒီ136ဟုတ်ပြီเนาะအဲ့ဒါဆိုရင်136လေးထွက်ပြီးထွက်တဲ့အချိန်တိုင်းမှာလဲ10ပိတ်တဲ့3ပိတ်တဲ့6ပိတ်ဟာဒီ3လုံးနော်ခွန်နဲ့ပဲထွက်တာနော်အဲ့ဒါဆိုရင်133တိကလှည့်ထိုးရုံပဲခုနတုန်းကခေါ်ခဲ့တဲ့ကျွန်တော်တို့ဒီ3ဟုတ်ပြီနော်ဒီ3တောင်ကျွန်တော်တို့ကကြည့်ပြီနော်3ည3လေးခွမှာ3ညထိပ်ဖြစ်မယ်3ထိပ်ဖြစ်မယ်အခွလေးနဲ့ဒီ3လုံးဒီ8လို့ဖြစ်တာနဲ့ကနန်းတစ်ပေါက်ရတယ်ဟုတ်ပြီနော်နှစ်ကွက်ထိုးပေါ့ဗျာနောက်တစ်ခါခုနတုန်းကခေါ်ခဲ့တဲ့39ဆိုတာလေးမှတ်မိတယ်နော်အဲ့ဒီ39လေးကဘယ်ဟာလေးတုံးဆိုတော့ဟာဒီ3ပရိတ်နဲ့ဒီ9ပရိတ်ကလေးနဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်သူကြတာလေးကြည့်93လေးဘလို့လှန်ကြတာနဲ့3ခါရဲ့နက်ခတ်5ခါတဲ့နက်ခတ်ကလေးဖြစ်ကြတာဟုတ်ပြီနော်ဒီမှာလည်းကြည့်နော်နက်ခတ်ကလေးဖြစ်ကြတာဟုတ်ပြီနော်နက်ခတ်ကလေးပဲဖြစ်တာခါနှလုံးက39ပဲခွမယ်ခုနတုန်းကဟာကလည်းကွာ3ည3နဲ့ကွာ3ဒီ3လုံး8ဟုတ်ပြီနော်အဲ့ဒါဆိုရင်3ည3နဲ့ကွာ3ဒီ3လုံး8ဟုတ်ပြီနော်ကျွန်တော်ဗီဒီယိုတွေဘက်ကအရှိသိပ်ပြောလို့ညာအတူလေးတွေပြောအဲ့ဒါဆိုရင်63ဒီ18လို့ဖြစ်ပြီးဖြစ်တာနဲ့ဟာဒီမှာ3ပရိတ်တဲ့အဲ့လို3ပရိတ်ကြာနေအောက်ကိုရှာလိုက်တဲ့9ပရိတ်ရှိလားရှိတယ်ဒီမှာ9ပရိတ်အဲ့ဒီ93တွဲလေးလေစော့မှာပေါ့ဗျာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီ8ကြောင်းမို့လို့ခွန်တိ3ညဆိုတဲ့ကဏ္ဍလေးထွက်မလားနှစ်လေးပိတ်တဲ့နှစ်ဟုတ်ပြီနော်ဒီပွဲမှာထွက်မလားလို့တခါ14ချိန်ကိုခေါ်ကြပြီပေါ့ဗျာခေါ်တာလဲသူ့ဟန်သူဒါလေးကသူကငွေကနန်းပုံစံလေးเนาะကျွန်တော်တို့ကအချိန်တိုက်ထောက်ရိုက်လို့เนาะဒီမှာရှိတာ3ဒီမှာရှိတာ4ဒီမှာ3ညပိတ်မှာကျွန်တော်တို့ကဒီ3လုံးဒီခွန်လို့ဖြစ်မှာဟုတ်ပြီเนาะအဲ့ဒါဆိုရင်1ခွန်1လှည့်ပြီးနှစ်ကွက်ပဲထိုးမှာလား14ချိန်ဟုတ်ပြီเนาะဒီမှာလည်းလာရှိမယ်เนาะဒီ3လုံးဒီခွန်ဖြစ်တိုင်းထိုးမယ်ကနန်းလေးဒါလေးဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒီမှာရပြီ1ခွန်1ရပြီတဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာတစ်ချက်စဉ်းစားမယ်ပေါ့
ဒီမှာ3ညအပိတ်ဒီမှာ3ထိပ်ဒီမှာ3ညအထိပ်ဒီမှာ3ပိတ်ဆိုရင်ကဏ္ဍက2ကွက်ရမယ်93လေးက2ကွက်ရမယ်ဟုတ်ပြီနော်ဒီလိုလေးပေါ့ဗျာဒါခုနကဏ္ဍလေးအဲ့တော့ကျွန်တော်တို့က9အပိတ်3ထိပ်3အပိတ်9ထိပ်လို့ခေါ်လိုက်တာ ਨੇ တပြိုင်နက်တည်းနော်ဒီအပင်မှာဟိုက်မှာရှိခဲ့တာ9နှစ်ခတ်3ဝင်မယ်ခလဲကောင်လေးကိုနော်9နှစ်ခတ်3ဝင်လို့ရှိရင်ဒီကဏ္ဍလေးဒီ339နဲ့933ဟုတ်ပြီနော်နောက်တစ်ခါ3ညာ3ညာနှစ်ကွက်ခွာလိုက်ပြီတဲ့အဲ့လိုခွာလိုက်တာ ਨੇ တပြိုင်နက်တည်းဟလာဒီ3လုံးဒီ2ရယ်4ရယ်ဒီခလဲကောင်မှာ2ထက်မှာဟာဒီ3လုံး8ပါဆိုလို့ရှိရင်တစ်ကွက်2ကွက်3ကွက်4ကွက်5ကွက်အကုန်လုံးထဲကြီးပဲနော်ဟုတ်ပြီနော်ဒါလေးလည်းထဲပဲနော်2ကွက်ကလေးတွေပေါ့ဗျာဟုတ်ပြီနော်ထဲအမျိုးတွေကဲပြီးကြတဲ့ဘက်ကကျွန်တော်အလုံးမရလို့မပေါက်ခဲ့တာဟလားဒီတစ်ခါတော့ကျွန်တော်ကနန်းကြီးအကုန်ဖြည့်ထွက်ပြီးဗျာအဲ့ထဲမှာအမျိုးတွေကြည်ကြတာကြုံတာထိုးကြတော့နော်ဒါ14ချိန်အတွက်ဟုတ်ပြီနော်နော်14ချိန်အတွက်နော်အဲ့တော့ကျွန်တော်တို့ဟလာဒါလေးကခုနတုန်းကပြခဲ့တဲ့ဒါလေးနော်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါလေးကဒီပွဲမှာကြမယ်လို့ခေါ်တာဟုတ်ပြီနော်ဒီပွဲကိုခေါ်တဲ့ကဏ္ဍလေးကဒီကဏ္ဍလေးဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီကဏ္ဍလေးခေါ်ခဲ့တဲ့ကဏ္ဍလေးကဒီကဏ္ဍလေးနော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီ931ဆိုတော့ခေါ်ခဲ့တဲ့ကဏ္ဍလေးကဒီကဏ္ဍလေးဟုတ်ပြီနော်ဒီသုံးလုံးဒီလည်းခွန်တယ်ပဲသူကလိုက်ရိုက်တာနော်ဟုတ်ပြီနော်သူ့ကိုလည်းကြည့်လိုက်နော်ဒီသုံးလုံးဒီခွန်တယ်ပဲရိုက်တာနော်အဲ့ဒါဆိုရင်သူ့မှာလေဟလာ4 3 4 3ညဆိုမှခွန်မှာမဟုတ်လို့နော်ကဲမျိုးတွေဒါလေးပဲနော်ကဲအားလုံး14ချိန်ကံကောင်းကြပါသည်မင်္ဂလာကောင်းနေလေပြည့်စုံကြပါသည်